ကြီးပွားခြင်းများတဲ့ပုဂ္ဂိုလ်ချမ်းသာခြင်းများတဲ့ပုဂ္ဂိုလ်တွေဟာရုံညံ့တဲ့တရားတွေထဲမှာမိမိရဲ့စိတ်ကိုမပျော်စေဘဲနဲ့မြင့်မြတ်မှုတွေကိုရောက်အောင်ထုတ်ဆောင်နိုင်ရမယ်ဆွဲတင်နိုင်ရမယ်ဒါတဲ့ပူပြီးတော့ကြည်ကြည်ပြန့်ပြန့်လေးပြောရရင်ပူလောင်မှုထဲမှာနစ်နေတဲ့ဒီစိတ်ကိုအေးချမ်းမှုတွေကိုရောက်အောင်ပူပြောင်းနိုင်ရမယ်ညှဉ်းနှွမ်းမှုထဲမှာနစ်နေတဲ့ဒီစိတ်ကိုဖြူရှင်မှုတွေကိုရောက်အောင်ဆွဲထုတ်နိုင်ရမယ်ရှုပ်ထွေးလှတဲ့ဒီလောကကြီးထဲမှာပျော်မွေ့နေတဲ့စိတ်ကိုရှင်းလင်းတဲ့သဘောတရားတွေထဲမှာပျော်နိုင်အောင်ကြိုးစားရမယ်အရှုကနေအရှင်းအမှောင်ကနေအလင်းအညစ်ကနေအစင်အဲ့လိုမျိုးဆင်းရဲဒုက္ခကနေချမ်းသာဒုက္ခပြောလို့မရဘူးလားရတယ်ဟိုအကုသိုလ်တွေနဲ့စိတ်ကနေတယ်ဆိုလို့ရှိရင်ဒါစိတ်ကမဖြစ်နေတယ်ခုမလဲရှင်းရနေတာပဲအကုသိုလ်ကင်းသွားအောင်လုပ်လိုက်တာနဲ့တပြိုင်တည်းစိတ်ကမဖြစ်သွားတော့ချမ်းသာသွားတာပဲဒါကြောင့်မိမိရဲ့စိတ်ကိုဆင်းရဲခြင်းနွန်ထဲကနေချမ်းသာခြင်းကြီးကုန်းထက်ကိုရောက်အောင်ဆယ်တင်ဖို့မလိုဘူးလားဘယ်လိုဆယ်တင်ပေးမှလဲကိုဆယ်တင်ရမှာနော်ဒကာကြီးတို့မိုင်များအေးအဲ့လိုမျိုးရုံးထွက်နိုင်ဖို့ကြိုးစားရမယ်